มักกะโรนีเช่นนี้เลยลาบีมยาวิไปตามဖြစ်ပါတယ်มักกะโรนีကိုစားနည်းနည်းလေးထည့်ပြီးပြုတ်ထားလိုက်မယ်ပြုတ်ပြီးပြီဆိုရင်ရေခဲရေထဲထည့်စိမ့်လိုက်ပါမယ်ဘာလို့ဆိုကြော်တဲ့ချိန်ကျရင်မပွားအောင်မပြဲအောင်ပေါ့နော်ဒဲအိုးထဲကိုစီထဲပြီးပြီဆိုရင်ကျက်သွနီအလုံးကြီးနှွန်ထားတာကိုထည့်လိုက်မယ်ပြီးရင်ဝက်သားလေးထည့်လိုက်မယ်ကျက်ဥတစ်လုံးလက်ခောက်ထည့်လိုက်မယ်ပေါ့နော်ဝက်သားကျက်သွနီကျက်ဥကိုရောမွေလိုက်မယ်ရောမွေလို့ပြီးပြီဆိုရင်ခရမ်းချင်းတီလေးစိတ်ထားတာကိုထည့်လိုက်မယ်အရသာအတွက်ကိုခရမ်းချင်းတီဆော့ခယူစီပဲငံပြရဲ့အကြီးစက်သားမုတ်လေးပဲတုံးထားပါတယ်အရသာအတွက်ဆက်တက်ပြီးပြီဆိုရင်ဒဲအိုးထဲပြီးတော့မှရောတမမှွေပြလိုက်ပါမယ်ဒီနေရာမှာနည်းနည်း6နေတော့ကိုကဆူဆူလေးစားရတာကြိုက်တော့ရေနည်းနည်းပပလေးထည့်လိုက်တယ်ပြီးပြီဆိုရင်မကရိုနီထည့်လို့ရပါပြီနန်းနန်းဆက်မှွေပြီးပြီဆိုရင်နောက်ဆုံးအနေနဲ့ကျက်သွမြိတ်နဲ့အုပ်ပေးလိုက်ပါမယ်ကဲဟိုမွေဒီမွေလေးလှုပ်ရင်းနဲ့အရသာလေးမြည်ကြည့်လိုက်မယ်အရသာလုံးဝအဆင်ပြေပြီကိုစိတ်ကြိုက်ဖြစ်ပြီဆိုရင်စားလို့ရပါပြီဒီနည်းဆိုရင်ပါဝင်ပစ္စည်းကလည်းတိတ်မများတလို့စားလို့လည်းအရန်ကောင်းတယ်ပေါ့နော်ဒါကြောင့်မလို့လောက်ရတာအဆင်ပြေတယ်ရှင်လှုပ်စားကြည့်ကြပါရှင်